လူချို့ရဲ့ကန်စာရာကလေကံပွေးလာပြီဆိုရင်အလှဲ့ပြောင်းကကောင်းကင်ဘုံကအတင်းကြီးပေးသနာလိုက်တယ်လို့မျိုးတားလို့စီးလို့တော့မရတော့ပါဘူးသူငယ်ချင်းတို့ရောအဲ့ဒီလိုလူမျိုးထဲမှာပါမလားဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်ဗျာဇလန်းလေးကတော့စုံမင်းဆက်နောင်ပိုင်းကိုရန်ခရိုင်မှာဖြစ်ပွားခဲ့တာပါလူကျွမ်းလို့ခေါ်တဲ့ကုန်တီလေးတယောက်ရှိပြီးသူကနေတိုင်းကုန်ပစ္စည်းတွေကိုပခုံးထမ်းပိုးနဲ့ထမ်းပြီးရက်ွက်လက်ရောင်းရင်မနှဲမနှောအသက်မွေးဝမ်းကြောင်းပြုနေရသူပေါ့သူနဲ့သူ့ဇနီးကဟောင်းနှန်းဆုပ်ပြက်နေတဲ့အိမ်ခန်းလေးနှခမ်းကိုငားနေကြတာဖြစ်ပြီးအိမ်ထဲမှာဘလောက်တောင်ဆင်းရဲတယ်လဲဆိုရင်ကြွက်တွေတောင်ဝင်းကြည့်ပြီးခေါင်းခါသွားရလောက်တဲ့အထိပါပဲအခုဆိုရင်နှစ်တစ်ကူးဖို့လဲရက်ပိုင်းပဲလိုတော့တယ်ဒါပေမဲ့လူချွမ်းတယောက်စိတ်ညစ်နေရပြီးဘာလို့လဲဆိုတော့သူကသူများစီမှာငွေ9ကျပ်6ကျပ်လောက်အကြေးတင်နေလို့ပါဒါပေမဲ့အိတ်ကက်ထဲနိုင်ကြည့်တော့အကျွေးစေး900ပဲရှိတော့တယ်ဒီပိုက်ဆံတွေကတော့အကျွေးဆက်ဖို့ဘလို့မှမလောက်ပါဘူးစဉ်းစားရကြက်လာတဲ့အစုံလူချွမ်းကသူ့ဇနီးကိုငါမှရှိတဲ့ဒီပိုက်ဆံလေးကိုမင်းမဲယူထားလိုက်နှစ်တစ်ကူးဖို့စားစရာတစ်ခုခုတွားဝယ်လိုက်ပါငါကတော့ပိုလော့တောင်ကူဝဲတွားပုံးနေလိုက်မယ်ပထမလကုန်လို့နှစ်တစ်ကူးပြီးမှပြန်လာပြီးအကျွေးဆက်ဖို့နေလန်းရှာတာပေါ့တကယ်လို့အကျွေးရှင်တွေလာတောင်းရင်ငါအပြင်ကိုပိုက်ဆံသွားချေးတယ်လို့ပဲပြောလိုက်တော့လို့ပြောလိုက်ရရှာတယ်သူ့ဇနီးလဲဒီလိုပဲလုပ်ရတော့မှာပေါ့ဆိုပြီးသဘောတူလိုက်ပါတယ်အဲ့ဒီလိုနဲ့လူချွန်လဲရေနွေးအိုးတစ်လုံးနဲ့ရိတ်ခါတောင်းလေးတစ်တောင်းဆွဲပြီးပိုလော့တောင်ကူစီကိုထွက်လာခဲ့ပါတော့တယ်သူလဲကူထဲရောက်ရောကူထဲမှာလူတစ်ယောက်အရင်ရောက်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီလူကဖားတူးထုတ်ဆောင်ထားပြီးတောင်းမွေးအင်ကြီးကောင်းစားကြီးဝတ်လို့ကြောက်တုံးကြီးတစ်ခုလိုလုံမရပဲထိုင်နေတာပါထုံးစံအတိုင်းဆိုရင်အကျွေးပုံရမဲ့လူကစင်ရဲသားပဲဖြစ်ရမှာလေဒါပေမဲ့ဒီလူကအဝတ်အစားတသက်ရက်ခန့်ခန့်ညားညားကြီးနဲ့ဆိုတော့ဘာချေနေလဲပေါ့ဒါနဲ့လူချွန်ကဒီလိုနှစ်တစ်ကူချိန်ကြအီးမှာမိမနဲ့ကလေးတွေနဲ့အိမ်မှာနွေးနေထွေးထွေးမနေပဲဘာလို့ဒီကူဝဲရောက်နေတာလဲပြမဟုတ်မှလွဲရောလောကီအပူတွေနီးငွေ့လို့တောထွက်လာတဲ့ပညာရှိကြီးများလားလို့မေးလိုက်တယ်။အဲ့ဒီလူကတက်ပြင်းချပြီးကျုပ်အကြောင်းမပြောပါနဲ့ဦးခင်များကောဘာလို့ဒီရောက်နေတာလဲလို့ပြန်မေးပါတယ်လူချွန်ကလည်းကျုပ်ကတော့ကျန်းကြီးကုမ္ပဏီရဲ့ဒူထေးကျဲရတာပါဗျာဒီနှစ်အတွင်းစီးပွားရေးကတော်တော်ကျက်တဲ့ကျုပ်ရစရာရှိတဲ့ငွေတွေကလည်းပြန်မရဘူးအကျွေးရှင်တွေကလည်းနေတိုင်းအိမ်ပေါက်ဝအထိလာတောင်းနေကြတာအခုလောဆယ်စီးပွားရေးလည်းပတ်ဖို့ငွေ2သိန်းလောက်လိုနေရဗျဒီရက်ပိုင်းပိုက်ဆံလိုက်ချေးတာလည်းဘယ်သူမှမချေးကြဘူးဒါကြောင့်ဒီကူထဲမှာခဏလာပုံနေရတာပါလို့ရှင်းပြပါတယ်လူချွမ်းကကျဲရီတာရဲ့စကားကိုကြားတော့ရင်ထဲမှာတနာစိတ်တွေတဖွာဖွာပေါ်လာပြီးသူ့ရဲ့ရိတ်ခါနဲ့ရေနွေးအိုးကိုချက်ချင်းကမ်းပေးလိုက်ရင်သူကိုယ်တိုင်လည်းအကျွေးပုံးဖို့လာတာဖြစ်ကြောင်းပြောပြလိုက်တယ်။ဗိုက်စာနေတဲ့ကျဲရီတာလည်းရိတ်ခါတွေကိုစလုတ်ကွေးနေအောင်ကောက်စားပါတော့တယ်။စားတော့ပြီးတဲ့နောက်သူကဓာတ်နဲ့နေပါဦး။ခင်များကဘလောက်တောင်အကြေးတင်နေလို့ဒီလိုနေရာမျိုးထိလာပြီးဒုက္ခခံနေရတာလဲလို့မေးပါတယ်လူချွမ်းကကျုပ်တို့လိုတာမန်လူတန်းစားကတော့9ကျပ်6ကျပ်လောက်တင်တာပါပဲဗျာလို့ဖြေလိုက်တဲ့အခါကျဲရီတာကဟာဒီလောက်ပိုက်ဆံအနှဲငယ်လေးနဲ့တော့ကိစ္စမရှိပါဘူးရော့ဒီလက်ကောက်ကိုယူပြီးတွားပေါင်လိုက်အကျွေးအရင်ဆက်လိုက်ပါပြီးရင်ကျန်တဲ့ပိုက်ဆံနဲ့ကျုပ်အတွက်ဂျုံဆောင်လေးနဲ့ဝယ်ပေးခဲ့ပါဦးလို့ပြောပြီးလက်ကောက်တကွင်းပေးလိုက်ပါတယ်လူချွန်လဲဝမ်းသာအားရနဲ့ကောင်းပါပြီဗျအခက်ခဲဖြစ်နေတော့ကူညီပေးတဲ့သူရှိပြီပဲကျုပ်ခုပဲတွားရောက်လိုက်ပါမယ်ဆိုပြီးအိမ်ကိုချက်ချင်းပြန်လာခဲ့တယ်အိမ်ရောက်တော့သူ့မိမကိုလက်ကောက်ပြပြီးငါတို့မီးဖိုပေါ်မှာဖုန်ငွေအလေးလိုက်တက်နေရပဲဖုန်ငွေအရင်ရှင်းပြီးမှလက်ကောက်တွားရောက်ရအောင်လို့ပြောပြီးပေါက်တူးနဲ့ဝါးတောင်းကိုယူကာမီးဖိုကြီးကိုစတင်ရှင်းလင်းပါတော့တယ်ဒါပေမဲ့လက်လွန်ပြီးမီးဖိုကြီးကိုဖြိုချမိလိုက်တယ်လို့ဖြစ်သွားတာပေါ့မီးဖိုကြီးပြိုကျသွားတော့သူတို့လင်များလဲအုတ်ခဲတွေနဲ့ဖုန်တွေကိုအပြင်းထုတ်ပြီးယာယီမီးဖိုလေးတစ်ခုထပ်ဆောက်ဖို့မြေကြီးကိုစတူးကြပါတယ်အားစရာကောင်းတာကမြေကြီးတူးရင်နဲ့မြေကြီးရဲကနေအိုးကြီးနှလုံးပေါ်လာတာပါပဲလင်မယား2ယောက်လုံးစူးစမ်းစိတ်နဲ့အိုးဖုံးကိုဖွင့်ကြည့်လိုက်တဲ့အခါဟာကြောချမ်းစရာပဲဗျအထဲမှာဖြူဖွေးတောက်ပြောင်နေတဲ့ငွေတင်ကားပြားတွေအပြည့်ပဲအခုတော့ဘာလို့ကြမလဲအရင်ဆုံးဒီငွေတွေကိုကုတင်အောက်မှာတောဝက်ထားလိုက်မယ်ပြီးမှနေလန်းရှာတာပေါ့ဆိုပြီးလင်မယား2ယောက်တက်လက်စီတဲကြပါတယ်အိုးနှလုံးထဲကငွေတွေကိုတဲလို့လဲပြီးရောအိုးအောက်မှာကြောက်တုံးကြီးတွေခံနေတာကိုတွေးလို့ဖယ်လိုက်တဲ့အခါအောက်မှာနောက်ထပ်အိုးနှလုံးထပ်ပေါ်လာပြန်ရောအဲ့ဒီလိုနဲ့သူတို့လင်မယားမြေကြီးတူးရင်နဲ့စုစုပေါင်းငွေအိုး6လုံးအထိတူးခေါ်ရရှိခဲ့ပါတယ်သူငယ်ချင်းတို့ရေဇလန်းကိုဒီအထိကြည့်ရှုပြီးပြီဆိုရင်တော့မင်္ဂလာပေါင်းနဲ့ပြည့်စုံစေဖို့အတွက်အားလုံးပဲကန်စားတာတွေပွင့်လန်းပြီးလာလာဘတွေဒီရေလားတိုးတက်ပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်နော်ဒါပေမဲ့ဒီလိုရုတ်တရက်ကြီးရလိုက်တဲ့ရတနာတိုက်ကြီးကိုကြည့်ပြီးလူချွမ်းရဲ့ရင်ထဲမှာစိုးရိမ်စိတ်တွေဝင်လာပါတယ်ဒီလောက်ပိုက်ဆံအများကြီးကိုလူဆိုးတွေတီးသွားရင်ငါတို့အတွက်ဘေးဒုက္ခဖြစ်မှာအမှန်ပဲဘလို့လုပ်ရင်ကောင်းမလဲလို့တွေးနေတော့သူ့ဇနီးကစောကကူတဲကလူကြီးကပိုက်ဆံလိုနေရမလားကျုပ်တို့ကသူ့ကိုမသိပေမဲ့သူကကျုပ်တို့ကိုကူညီခဲ့တယ်ကြည်ရတာသူကတစ္ဆာရှိတဲ့လူပဲဒီငွေတွေကိုသူ့စီမှာခဏအထားရင်မကောင်းဘူးလားဒါဆိုရင်သူ့ရဲ့အရေးပေါ်အခက်ခဲကိုကူညီရလဲရောက်တဲ့ကျုပ်တို့အတွက်လဲအားကိုးရတာပေါ့လို့အကြံပေးပါတယ်လူချွန်လဲမင်းပြောတာအတိတ်ပဲရှိတယ်ဆိုပြီးဈေးကိုချက်ချင်းပြေးကစားစရာအချို့ဝယ်ပြီးမိအိမ်ဆွဲကကူရဲကိုတုတ်ချေတင်ပြန်လာခဲ့ပါတယ်ကျဲရီတာကလူချွန်ပြန်လာတာကိုမြင်တော့ဘာလို့ဒီလောက်တောင်ကြာနေရတာလဲဗျာကျုပ်ဖြင့်ပိုက်စာလို့သေးတော့မယ်လို့ကပြခဲ့ရမေးပါတယ်လူချွန်ကကျုပ်ဒီနေ့ညနေအိမ်မှာငွေအိုးကြီးတူးမိလို့ပါဗျာအဲ့ဒီငွေတွေကိုသူထေးကြီးစီမှာအနှံပြီးတင်းဆေးပေးစေချင်ပါတယ်လို့ပြောလိုက်တဲ့ကျဲရီတာကမယုံနိုင်ပဲခင်ဗျားပြောတာတကယ်ပဲလားလို့မေးတော့လူချွန်ကသူထေးကြီးရဲ့ကူညီမှုကိုကျုပ်ကျေးဇူးတင်လို့ဆက်တာပဲဘာလို့လိန်ရမှာလဲဗျာလို့ပြန်ပြောပါတယ်ကျဲရီတာလည်းဝမ်းသာလုံးလို့ထပ်ကြအေးစုတင်ပါတော့တယ်နှစ်ယောက်သားထမင်းစားတောက်ပြီးနောက်လူချွန်ရဲ့အိမ်ကိုအတူတူပြန်လာကြတယ်
အိမ်ထဲကပြစ်ရှံနေတဲ့ငွေတွေကိုမြင်တော့ကျဲရီတာကတက်ပြင်းချပြီးဒါကဖျားပေးတဲ့ခင်များရဲ့ကံတရားပဲကျုပ်အတွက်လည်းအလဲ့ပြောင်းပေါ်စိတ်ချပါခင်များရဲ့ယုံကြည်မှုကိုကျုပ်ဘယ်တော့မှသစ္စာမဖောက်ပါဘူးလို့ကတိပေးပြီးချက်ချင်းပဲညီကိုတွေအဖြစ်တွေးတောက်ကြိမ်ဆိုလိုက်ကြပါတယ်ကျဲရီတာကလူချွမ်းရဲ့ဇနီးကိုမရီလို့ခေါ်ပြီးမရီနဲ့လူကိုတို့ကျုပ်ရင်ပြန်နစ်မယ်ပြီးရင်လူလွတ်ပြီးငွေတွေကိုလာတဲ့ခိုင်းလိုက်မယ်သူတို့လာရင်တစ်သားတစ်စိပ်ပြားတစ်ဝက်ယူလာလိမ့်မယ်အဲ့ဒီတစ်စိပ်ပြားချင်းကွက်တီကိုက်ညီရင်ငွေတွေကိုသူတို့လက်ထဲအပ်လိုက်ပါလို့မှာကြားခဲ့ပါတယ်အဲ့ဒီနောက်ကျဲရီတာကလူချွမ်းကိုသူ့အိမ်ခေါ်သွားပြီးနောက်ဖေးတကားကနေဝင်ကြတယ်အဲ့ဒီခါကျမှလူချွမ်းလဲကျဲရီတာရဲ့အိမ်ကြီးကနန်းတော်ကြီးတစ်ခုလိုခန်းနာထဲဝါပြီးကြီးကျယ်ကျယ်ဝင်လာတာကိုတီးလိုက်ရတော့တယ်ကျဲရီတာကလူချွမ်းကိုရေမိုးချိုးခိုင်းအဝတ်အစားတစ်တွေလဲခိုင်းလိုက်တဲ့အခါလူချွမ်းတယောက်သူထေးရုပ်ချက်ချင်းပေါက်သွားပါတော့တယ်ပြီးတော့ကျုပ်လူလွတ်ပြီးဝေါ်ရင်နဲ့လာခေါ်ခိုင်းမယ်အကျွေးရှင်တွေနဲ့တွေ့တဲ့အခါခမားဘက်ကတီတီငိမ့်ငိမ့်ပဲနေပါနော်လို့မှာလိုက်တယ်ဒီအချိန်မှာတော့အကျွေးရှင်တွေကစောင်းရလုံးလို့စိတ်မရှည်တော့ပဲစူညံပွက်လောရဲနေကြပါပြီကျဲရီတာပြန်လာတာကိုမြင်နာနဲ့ဝိုင်းအောင်လာပြီးနှစ်တစ်ကူးတော့မယ်ပိုက်ဆံအမြန်ဆက်တော့လိန်ဖို့မစင်းစားနဲ့လို့ဩကြတာပေါ့ကျဲရီတာကရဲပြီးဒီလောက်ပိုက်ဆံအနှဲငယ်လေးကဘာဆန်းလို့လဲပြကျုပ်ကရက်ပိုင်းလောက်ပဲအခြေအနေကြောင့်ကြံ့ကြာသွားတာပါအခုကျုပ်ရဲ့သွေးတောက်ညီကိုဖိတ်ခေါ်ထားတယ်ငွေတွေချက်ချင်းရောက်လာတော့မှခင်များတို့အားလုံးကလောကကြီးကိုမြင်ဖူးတဲ့လူတွေပဲငါညီကိုရှေ့မှာသူတောင်းစားကြနေတာပဲလို့အထင်မသေးခံရစေနဲ့ဦးလို့ပြောနေတော့အစီခံကလူကျွမ်းသူထေးကြီးရောက်ပါပြီလို့လာသတင်းပို့ပါတယ်ကျဲရီတာကအဝတ်အစားတွေကိုတသက်ရဲပြန်ပြင်ပြီးအပြေးလွှားသွားကြိုဆိုပါတယ်အကျွေးရှင်တွေလည်းအပ်လာပြီးငိမ့်ကြသွားကြတာပေါ့လူကျွမ်းကအသက်40ဝန်းကျင်သားမွေးအင်ကြီးအကောင်းစားကြီးဝတ်ဆင်ထားပြီးသူ့နောက်မှာတော့ယူရိုသေးသေးနဲ့အစီခံနေပါလာပါတယ်ကျဲရီတာကလူကျွမ်းကိုအစွမ်းကုန်ရိုသေးပြပြီးအခန်းထဲပစ်ဆောင်လာတဲ့အကျွေးရှင်တွေကလူကျွမ်းကိုတယောက်ပြီးတယောက်နှုတ်ဆက်ကြပြီးတဲ့နောက်ကျဲရီတာကတံပိုးကြီးစားတောက်ပွဲကြီးကိုစတင်စေပါတယ်လူကျွမ်းကိုအဓိကနေရာမှာထိုင်ခိုင်းပြီးအသက်ဤတဲ့လူကြီးမင်းတွေကိုအဓိကနေရာပေးပါရစေလို့လူချွမ်းကအားနာလို့ညင်းပေမဲ့အကျွေးရှင်တွေကကျုပ်တို့စီးပွားရေးသမားကအသက်ကိုမကြည့်ဘူးပြချမ်းသာမှုကိုပဲကြည်တာလူသူထေးကြီးကအချမ်းသာဆုံးပဲဆိုတော့ဒီနေရာမှာထိုင်သင့်ပါတယ်လို့ဝိုင်းပြောကြပါတယ်စားပွဲပေါ်ကဟင်းပွဲတွေကတော့လူချွမ်းတသက်နဲ့တကိုတခါမှမမြင်ဘူးမစားဘူးတဲ့အရသာရှိလာတဲ့အစားအသောက်တွေချီပါပဲစားတော့ပွဲပြီးတဲ့နောက်မှာတော့အစီခံတွေကချင်းခွင်ကြီးတွေကိုတဲလာပြီးငွေအိုးတွေကိုတတိတန်းကြီးတဲလာကြရမကြခင်မှာပဲငွေတွေကတောင်လိုပုံသွားပါတော့တယ်စီရင်ကန်တွေကတွက်ချက်ပြီးချိန်တွေလိုက်တဲ့အခါစုစုပေါင်းငွေ3သိန်းတောင်ရှိတာပေါ့ကျဲရီတာကအကျွေးရှင်တွေကိုပိုက်ဆံတွေပေးပြီးပြန်လွတ်လိုက်ပါတယ်ပြီးနောက်လူချွမ်းကိုအကိုကြီးအခုဆိုရင်ကျုပ်တို့မှာစားစရာသုံးစရာတွေပြည့်စုံသွားပြီးအကိုကြီးလည်းနောက်နောင်ပင်ပန်းအလုပ်လုပ်စရာမလိုတော့ဘူးမရီးကိုပါဒီအိမ်ကြီးကိုခေါ်ပြီးအတူတူနေကြတာပေါ့စီးပွားရေးလည်းအတူတူလုပ်မယ်နောင်ရေးအတွက်ဘာမှပူစရာမလိုတော့ဘူးလို့ပြောလိုက်တဲ့အခါလူချွမ်းလည်းဝမ်းသာအားရနဲ့ခေါင်းလေးပြပါတော့တယ်အဲ့ဒီအချိန်ကစပြီးကျန်းကြီးကုမ္ပဏီရဲ့စီးပွားရေးကပုံမအောင်မြင်လာပြီးလူချွမ်းနဲ့ကျဲရီတာတို့မိသားစုနှစ်စုရဲ့သားစဉ်မြေးဆက်တွေဟာလည်းမျိုးရိုးစင်ဆက်သူထေးကြီးတွေဖြစ်သွားကြပါတော့တယ်ဒါကတော့ကောင်းကင်ဘုံကပေးသနာလိုက်တဲ့မမျှော်လင့်နဲ့ရလာတဲ့ယတနာတိုက်ကြီးကြောင့်ပါပဲဗျာ